ကျေးဇူးတင်တာကို thank you အပြင်တခြားဘယ်လိုပြောလို့ရသေးလဲ thanks နဲ့ thank you မှာအမှားများတတ်တာက thanks က s ပါတယ် thank you က s မပါဘူး thanks a lot သူကကြတော့ပို့ပြီးတော့ expressive ဖြစ်တယ်ကျေးဇူးကိုရိုးတင်တာမဟုတ်ဘူးကျေးဇူးအများကြီးတင်တယ်လို့ပြောတာ I can't thank you enough now ပို့ပြီးတော့ formal ဆန်ပြီးတော့ယဉ်ကျေးတာလေးတွေဆိုရင် many thank you very much I really appreciate it appreciate ကကြတော့မြန်မာလိုဆိုရင်မင်းကျေးဇူးကိုငါမမေ့ပါဘူးပေါ့ငါတန်ဖိုးထားပါတယ်ပေါ့ now much appreciated သူကကြတော့ email ရုံးသုံး email တွေမှာသုံးတာများတယ် now that's very kind of you it's so kind of you အဲ့လိုလည်းပြောလို့ရတယ် I'm grateful ဆိုပြီးတော့လည်းသုံးလို့ရတယ် I'm grateful for your assistance I'm grateful for blah 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 ရင်းနှီးရဲ့လူချင်းချင်းဆိုရင် big thanks ကျေးဇူးအကြီးတင်တယ်လို့ပြောတာ big thanks you're the best မင်းအကောင်းဆုံးပဲI owe you one မြန်မာလိုဆိုရင်တော့မင်းရဲ့ကျေးဇူးကြွေငါ့ပေါ်တင်သွားပြီဆိုပြီးတော့ပြောတဲ့ပုံစံမျိုးပေါ့နော်ဆိုတော့တခြားနည်းလေးတွေရှိလို့ရှိရင်လည်း comment မှာမှတ်သားပေးခဲ့လို့ရပါတယ် see you next time